ကကြားလို့နေပြီမေတ္တာမေတ္တာမ
တွေလောက်ပေါင်းများလက်ရှိလုံးမတော့ဒီသားတွေတော့ ကုန်တာနိုင်ရွာဆန်ကန်းတော်ကောင်းပြီးချိန်ကတော်များမှာစားတယ်ငါကတော့ဘယင်မင်းတရားကြီးကိုယ်တိုင်ကြည်ဖြူကိုချုပ်ချီမဲ့ခဏဆိုင်ဖို့လို့ ဒီမျိုးချုပ်မင်းလို့ ကြည်ဖြူကိုချုပ်မင်းလို့ဒီချိန်ကတော်များမှာစားတယ်နိုင်သူကြီးသားများကျင်းမဲ့ပါလို့မကြရလားဗျာ အားရောက်ပါဗျာ အေးနိုင်ဒီတိုးတက်ရတိုးတက်ကြောင်းရေးချောင်းတဲ့နေရာမှာမောင်မင်းတို့လည်းအခရာကြတယ်နော် မှန်ပါ ဟဲ့ဝင်ကြီး ဗျာ လူတက်တရားခံတွေဖမ်းဖို့မောင်မင်းတာဝန်ယူသားဗျာ အမိတ်တော့တိုင်းပါဗျာ အဲ့ဝင်ကြီး ဗျာ တခေါ်ကြပြတဲ့ဖမ်းဖို့မောင်မင်းတာဝန်ယူရမယ်ဗျာ ကျွန်တော်မျိုးတောင်းထားပါဗျာ ကဲတီကိုလေးမာစတ်တဲ့နိုင်ကလည်းပဲဖမ်းဖို့ကြတော့ကျုပ်ကိုယ်တိုင်ဆင်းဖမ်းမယ် သူ့ကြတဲ့ချောင်းနေနေဗျာ ပညာရှိသူ့ခေါ်မင်းကမတ်ဆိုတာသူများပြောတဲ့စကားနားမယောင်ကြ မှန်ပါ နားမယောင်နဲ့နားမယောင်နဲ့ မှန်ပါ ကျုပ်ရဲ့နောင်တော်ဘယင်မင်းတရားကြီးတော်မှာအစတော့ကနားယောင်တာဗျ အားရောက်လား အစတော့ကနားယောင်တာနောက်ကြတော့လေဘင်းကြီးကယောင်လာတယ် အဲ့ဒါစစ်ချတဲ့ယောဂဗျာ အဲ့ဝင်မင်း ဗျာ ဟိုရှိကဘူးလုံးလုံးနဲ့မြင့်မြင့်ကြီးကပါကြီးလုံးခဲ့ မမအဲ့ဒါတောင်းပါဗျာ အလုံးအဲ့ဒါတောင်းလား မမ ငါကတော့ဘယင်မင်းတရားကြီးကတောင်းမှတော့မသိပါဘူးကွယ် စေးလေးပါလေးနေွယ်ပါဗျာ အဲ့ဒီကောင်ကဘာယရနာထွက်တဲ့က
တောင်းနဲ့ဒီလိုမဲတာဝင်မင်း အဲ့ဒီတောင်ကတော့ရွှေထွက်တဲ့တောင်ပါဖေဟာ ရွှေထွက်တယ်လား မှန်ပါ အဲ့ဝင်မင်း ဖေရ အဲ့ဒီဘေးကတောင်းကဘာရတနာထွက် အဲ့ဒီဘေးကတုံကကြတော့နေလာလေးထွက်တော့မှာဖေရ အဲ့လိုနိလာတွေထွက်တယ် ဘုံတော့ကြောင်ပါပဲ အဲ့ဝင်မင်း ဖေဟာ အဲ့ဒီနောက်ကတောင်းတွေကဘာရတနာတွေကိုဒီထွက် အဲ့ဒီနောက်ကတောင်နေကတော့ဘာမှမထွက်ပါဘူးဖေဟာ ဘာရတနာမှမထွက်တဲ့တောင်းလေးလား မှန်ပါ ငါကတော့မယုံမင်းတရားကြီးတောင်းမှန်သမျှယုံနာထွက်တယ်ဒီလိုထင်တာဝင်မင်းများရဲ့ မှန်ပါဖေဟာ အခုများကြမှာတောင်းတိုင်းမထွက်ဘူးဆိုတာသိရတာပြီဗျာ ဘုံတော်ကြောင့် ဒီကအကျော်အမောမောင်တိုင်းစော်ဆိုတဲ့စိုက်လူလီပြိုအားငါကတော့ဘယင်မင်းတရားရဲ့ရှေ့တော်မောက်ကိုအတိုင်းမသိမင်္ဂလာဩဘာခွင့်ဖြင့်တွင်ရောက်ခစားအပေါင်းတော်ခံစီကြောင်းမောင်ကြီးနေများခဆဲပြ အမိန်တော်တိုင်းမှာဖေဟာမေလိုရတယ်မောင်းထိုင်းရတာမောင်းပြီလို့သေးမှာမဟုတ်ဘူးဝါပြီလို့သေးတော့နေရှိတယ်နော် ခမရလေဝါပြီးလို့တရားနဲ့ရှိလိမ့်မယ်ဝင်မင်းကျုပ်ကလည်းဟိုက်လက်ခက်ကန်တာနဲ့လက်တစ်ဖက်ပြုတ်တော့မှာဟိ မောင်းနဲ့လက်ခတ်နဲ့မလိုက်လိုက်တော့ကွာဟိုနားလေးကမောင်းကြီးရင်သွားထန်တာကြိုက် ဒါဆိုလည်းနင်းတယောက်တည်းထမ်းနေ ကဲဝင်မင်း ရ ခမရတို့ကြုတ်ကြုတ်ဘာကြောင့်ထွက်လာရတယ်လေလို့ဆိုတော့ မိပါဒီကမြင်းလို့ပေါ့ဗျာ မောင်းကြီးနဲ့ခိုက်ရမယ်ရေလို့ပါဝင်မင်းရဲ့ မောင်ကျင်းနေခဲရမယ်ဗျာ ကျောက်ကရှိရနေအမိန်တော်မှမယ်ခမရနောက်ကနေမောင်းထုတ်ဗျာ သူဆက်အောင်မင်းဟာမောင်တူတောင်းကိုကျုပ်တောင်းထားသမှာဝင်မင်း ဒါတော့အမိန်တော်မှမယ်ဗျာ မဆဲဗျာ တိုင်းသူပြည်သားလူမရတို့လေ ဆဲဗျာ တိုင်းသူပြည်သားလူမရတို့လေ ဟေးနောက်ကထုတ်ပေးနေတာကိုစောက်ကြီးစောက်နေလို့ ဒီပါတယ်ငါလည်းဆက်လျက်နေတာပါ အမိန်တော်မှမယ်ဗျာအမိန်တော်နာကန်သေး မဆဲဗျာ သမိုင်းနာကနာစိုက်ထော်နာမှာဓမ္မကြောတဲ့ကုံရင်ပညာတိလို့ဖြိုးမောက်ကြွားမောအောင်တလွားစာနီဝါဟုပြည်သာပြည်သူအကြိုက်တူပြီးကြည်ပြူနဲ့တဲ့တည်ကုန်တက်ခါရက်ပြင်းရထိုးတောက်လာတဲ့ကျွမ်းသားအကျော်မောင်သိန်းတော်ကိုငါတို့ဘရဲ့မြတ်ဖုံးရှင်မဂုံတေချင်းမြောင်ရှေ့တော်မောတော့အတိုင်းမသိမင်္ဂလာအပါပွဲဖြင့်ဝင်ရောက်ခါစားအတော်တော်ခါစီကြောင်းအမိန်တော် ဟ
နေပြီလို့နည်းနည်းဒေါသရှိထွက်ပါ မမတို့ပြောနေတာခဏနေအောင်လို့ပြောနေ တောင်းနေဆရာမတရားလို့နေတာတဲ့ လို့လူအဲ့ဒီလည်းမတော်ဘူးပြောတယ်ဘူးသူမပြောတယ် ဝါပြုတ်ပြန်မယ်လေ ညတိတက်ကိုပြုအောင် ဟာအဲ့လိုပြုတ်မှပြောတယ်မဟုတ်ဘူးဝါကစီလုံးဆိုတော့စီလုံးလို့ပြုတ်မယ်လို့ပြောတာဝေး တယောက်ကြီးဒီလိုဒီလိုကြီးတော့ရှိတာရလား လေရသေးတယ်တရုတ်လို့ပြောမှာနော်အဲ့ဒါဆိုရင်ကရှိကတရုတ်တီလုံးအစ်စ်ကိုတီးပြအောင် အစ်စ်နော် ဘယ်လိုလဲ ဘူကောင်းကနေမှစေတာကြည့်လိုက် ဘယ်လိုလဲ အမျိုးလေး ဟောဗျာဟိုဟာဘူးခေါင်းဟာ ဟိုကဝူခုံးဆိုတာဒါကြီးက ဝူခေါ် နောက်ထပ်မဲ့မဲသားလေးဝူခေါ်ပါခင်ဗျာ အာစောင်းရှိတာ ကြည့်ကြည့်ပါတော့ စောင်းရှိတာ ကောင်းရှင် စောင်းမရှိထမင်းချုံညိထမင်းညိရှာညိမရှာသေးတယ်နဲ့လေ သိစီလား ဝါကသေးလား 我把心都把心 啊 嘛。 ဝါကသေး你怎么哎呀，那回你是你说的了，没关系搞放这个心啊，我告诉你怎么那是让好听的，你喜欢啦就这么好说，出来吧修修，我เอาลูก出来修来， ရှေ့ကတီးပေးရတယ်လူမအာမနာနော်ရှမ်းလို့တီးပေးတယ်မွန်လို့တီးပေးတယ်တရုတ်လို့တီးပေးတယ်ကျွန်တော်ကတော့ဘလောက်ကောင်းတာတီးပြီးသူတို့ကဘယ်လိုခါမပြော 我 တာ 不是不地方呢，都学的爱学的，没把那啥跑都也就地地，那个你嘛我不来的话，地精神的呀，弄来了那起码那精神，都来呀， ဒီကတော့ထပ်ပြီးအနေမခံနိုင်ဘူးပေါ့ 别告诉别人， အေးတကယ်ဆိုရင်လည်းမေတို့ပါလို့လားကျွန်တော်အကူရင်းမှာဒါပေမဲ့အလုံးနဲ့ပတ်သက်ပြီးဒီတွေကထပ်ပြီးဘယုံကထပ်ပြောရင်ပြိတ္တငရေကြီးကြီးပါစေအလုံးနဲ့ပတ်သက်ရင်မှထထိုးမှာကြည့်တာတိကျကြည့်တာ 哎， ထထိုးမှာဟာမလို့နဲ့ 啊啊，叫别没，叫别没，ဘာလို့ 哦，这地雷机的外面挂到西了。 ဒီပြောနေတာဒီတွေကဘယုံကမလုံးနဲ့အမှန်တော့ မနောမြင်မတင်းတာနဲ့ကျေးဇူးစားတယ် တို့ကကချင်သားတွေကလည်းအတားကောင်းနေတယ်ပါလေကချင်သားတွေက အိုလေးလေးအိုလာလာအိုလေးလေးအိုလာလာ ဘယ်စင်နေစိတ်ထားတဲ့ကြည့်ရနာ very good ဒီဝါကဒီရတာဒီစမိုင်းနာရှိသူပြောတဲ့စိတ်ထားတဲ့ကြည့်ရနာ ဟုတ်တယ်ဗျာ ပြောတဲ့စိတ်ထားတဲ့ကြည့်ရနာ ဟုတ်တယ်ဗျာ လူရှင်မွေးတော့လူရိုင်းကြောင်သာရာချီမပါလားဒီမွေးချေကောင်းမောလာဘူးကြောင်လို့ရှိပါလူတွေဒီမှာဝါတဲ့ဟာကောင်းလို့ ဟုတ်တာပေါ့ ဒီပြောတော့ဒီဒီသာလို့သာတယ်နော်ဒီလိုမှလည်းတော့ဒီကြတဲ့ဒီလိုသဘော ရှိကအောင်တဲ့ကဲဒီစောကြည့်ပါလေနော်ရှိကအောင်တဲ့ကဲဒီစောကြည့်ပါလေနော် မင်းတို့အငတ်တေးလို့ပြောတာ ဟာရှိကအောင်တဲ့ကဲဒီစောကြည့်ပါလေနော် ဝတ်သားလေရော ရှိကအောင်တဲ့ကဲဒီစောကြည့်ပါလေနော် နေပြီးကြော်လေ ရှိကအောင်တဲ့ကဲဒီစောကြည့်ပါလေနော် အော်ချီပုံကြီးရော ရှိကအောင်တဲ့ကဲဒီစောကြည့်ပါလေနော် လက်ချက်ကချီပုံမှမရောဘူးဒီမှာ မယုတ်တိပတ်ကြည့်ပါရင်မစားချင်ဘူးနော် ဟာလေဆက်ဆက်ကြီးမကြိုက်ဘူး ကတော့တော့တိတဲ့ယူပေးရမှာလို့ရှိတယ်နော်ကဲကိုအမို့တချင်ကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတစ်ခါမှမရောက်ဘူးတော့ဒီလိုကြီးထိုင်းနာတော့အဆင်မပြေဘူးကျွန်တော်ကရှေ့ကအတီးနဲ့မြစ်တာပုံမဲ့နောက်ကလူရှင်တော်၃ယောက်ကလိုက်ပြီးတော့မြစ်တာပို့တော့စိုးပေးတာပါ အာရှင်းသွားတော့လေ အဲစကြည့်မယ်နော်သိရတယ်ဟေး အဲ့ဒါတက်သေးတာ အော်ရတယ်ရတယ်ဒီနေ့ကဒီလိုတော့ပို့တော့
မျိုးကရှိ ဆိုခိုင်းတာဆိုတော့မင်းလူကြီးဘယ်လိုဆိုခိုင်းတာ လီလွဲပါသေးပဲပါသေးတယ်မလေး ဒီဘာလို့ပြောတော့မင်းလူကြီးလို့ဆို လွဲပါသေးပဲပါသေးတယ်မလေးလူကြီးသိချင်ပါဦးမလေး ဘာလို့လူကြီးမဖြစ်ချင်တာ တင်သားကြည့်ပေါ့လူကြီးပါဆိုမှခွေတော့ပါရင်အောင်တော့ပါညာ အဲ့တော့တို့ပြောတာလူကြီးလို့ပြောတာနင်ကလူကြီးနဲ့ကြားနေတယ် လူကြီးနဲ့ပြောတာဟုတ်ကဲ့ မင်းနိုင်ရကောင်းမှာမကောင်းနိုင်နဲ့ တုံးနာအဲ့တိုင်းပဲတုံးနာအဲ့တိုင်းပဲဟာလားတနေ့ကလည်းကျုံမိုးချိုးပြက်တာဇွမ်းကြလည်းမှပြီးလိုက်ရှာ အဲ့လောက်ကို ဒါက ဟုတ်တယ်တုံးနာအဲ့တိုင်းပဲခလင်းနဲ့ပြောရင်လင်းနဲ့ပြားလားတုံးနာရခလင်းဆိုလင်းနဲ့ပြားလားကြီးလို့ပြောရင်ငါမရ ဘာဖြစ်တော့ ခမောင်းနဲ့ပြားလား ကြားကြည့်ရစောက်ကြ နားကြမလို့တိချပြန်လာတော့ အတိဟေး ဟိုကြီး မြစ်တာကရုဏာမုရိတာဥဒီခာသမေတ္တဝိနည်းကြမှာမြစ်တာကရုဏာမုရိတာဥဒီခာသမေတ္တဝိနည်းချမ်းသာငါတောင်းပြီးပြီတရားပြန်လို့ပြောတာနှစ်ခေါက်တရား တိတ်ရတော့ဘော ဟေးအလုံးလုံးရင်ရှေ့အောင်ပြောမင်းတို့ကဘာလို့လဲတဲ့စကားပြော ဘယ်အောင် ကျွန်တော်အရင်ပို့လိုက်ပါလေ ငါရင်တော့ဘုရား ရတော်ပြီဟောလူရှင်တို့တန်ကြပြိတ္တနာကြီးနေနေပဲကောမလေး ဟေး ဟာမင်းတို့ပဲဆိုလိုက်တော့ အဲ့ဒါကြတော့အထိတ်ကို ရှိပြီပါကဲ အာမီအစောဒါနားကြည့်တာဟော ဘုမရှေ့ရလမ်းညိုလျှောက်ထုတ်မနေဒီပြိတ္တမင်း ကလေးလေးနဲ့ထောင်းလာပြီည ကလေးတွေဘာထောင်းလာတော့ ခေါင်းလေးတွေထောင်းလာ အဲ့လိုကြည့်ရမှာပြော ကလေးတွေဒီနဲ့ထောင်းသွားကိုလုပ်ရသေးတယ်ကွာ ကလေးတွေဒီနဲ့ထောင်းဘယ်လိုလုပ်ပါ ကလေးတွေဒီနဲ့ထောင်းသွားအောင်လေအဖောင်းရဟာလေးတွေကြားလိုက်ရအောင် တော့ဘောမရုပ်မယ်လေဘောရဟာရမှာတစ်တော့ပြဒီနားတော့နေရမှာဝေးရမှာမရအောင်ဟဲ့က ဝေးရနေမြေကိုယ်တိုင်ကပြတယ်မှာတောက်စရုပ်ကကတယ်ကွာ လှုပ်စားကြစေယုကဒီနေရာရှားနေတယ်မကြိုက်ပါဘူးကွာ တက်တာတော့မောင်ရကဒီတိုင်းရှိနေ တစ်တော့လည်းဘယ်ကရှိဒီကရကရအဲ့ကသေးတယ်ဒီ အဲ့ဘာက ယောက်ျားနှစ်ယောက်ယူမှာ ဒီကာကော အေးကြည့်
နေတာမမှုတော့ ဒီလောက်ချိလိုက်စမ်းပါတဲ့ ရှားပါတယ်ဦးလီယာဦးလီပြောလိုက်တဲ့စကားမချိနိုင်ဘူးတဲ့မချိနိုင်ဘူးတဲ့ရပါတယ်ဦးလီယာဦးလီတို့မိသားစုဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ဘာတွေကိုညီခဲ့ဆိုဦးလီသိပါရပါတယ်ဦးလီစကားလေးကြားတာကျုံနာတွေခါလို့ပါရပါတယ်ဦးလီကျွန်တော်ပတ်သက်ရှိတဲ့တနေ့ကျရင်ဦးလီစီကဒီမချိနိုင်ဘူးဆိုတဲ့စကားမျိုးကျုံနာနဲ့ဆက်ဆက်ကြားကြပါသေးတယ်ဦးလီယာဟာ ကရုံးကြီးနဲ့သူကသူဝေယမိုးသက်မှတ်နေလားမသိဘူးနင်းကဘာပြောလိုက်လို့ ငါဘာမှမကြောနဲ့ငါဘာမှမကြောနဲ့အောင် ဟုတ်ပြီ သူကကိုဒီကြောတာငါဘာမှကြောနဲ့အောင် အဲ့တော့သူစီရနာနားမလဲတာ ဒီပေါ့ စီရနာနားမလဲလေလူကြတော့ ခေါင်းမပြောရမှရပါတယ်ဆန္ဒရပါတယ် အဲ့လိုတူတူပဲနော် ရပါတယ်ဆန္ဒရပါတယ်ကျုပ်ကမြင် 那等到了哥哥家，那到其中的庄家庄也到，啊，哥哥家里庄家庄里， အဲ့လောက်ကိုဆွဲလန်းသလားဟဲ့ 你看哥哥家那边的嘛呗， ပြောနေကြတဲ့အနာရထမင်းစီသွားမယ်ဗျာဝါဝါဝါ ကတုံးနဲ့အမောင်းနဲ့မလိုက်ထားကွာဒီကဘာလို့ငါလည်းကျစစ်တော့လက်မလာနဲ့တခါလဲခုတ်တက်လိုက်မှာလိုက်ပေါ်လိုက် ရှာမရှိနဲ့ကတိုး 啊，对嘛哩，对嘛哩，现在苗个这么我六月几片的了， ဘယ်နာတူရဲ့ဖြစ်မစုံနိုင်ဘူးလို့ပြောတာ 妈，我他妈的骗你， နေဟာနဲ့တမန်ချက်ပြမထူးပြပြမရှူနိုင်ဘူး 他妈的骗你， ရတယ်ငါမလဲမလာနဲ့ငါပြောပေးမယ်အဲ့ဒီပဲဒါကအားလုံးသိရမင်းတို့စကားတဲ့ဒါပကံရတော့ရဲ့နင်ကနော်ရထားဒီမှာကျန်စစ်ဂျားကရိန်းနမ မနိစ္စနာ အေးမနိဆန္ဒ ရိန်းမသာလှန်ကြီးတွေနင်းလို့ဆိုငါလွိလှမ်းနေတယ်ဟာလို့လွိလှမ်းနေတယ် နင်ဘက်ကပြောကျင်တော့လောကြီးသွားလို့အဲ့တော့တခုပြောမယ်မနိဆန္ဒလေးကသူ့သူသဘောကျတယ်လို့ရွေးရမယ်မင်းတို့ညင်းကုန်မရှိဘူးအဲ့တော့မနိဆန္ဒနှစ်ယောက်ထိကတစ်ယောက်ကြိုက်တာရွေးပါ 那我有了苗了， လောဘနဲ့ကြီးလိုက်တာ နှစ်ယောက်လုံးယူလိုက်လို့တော့ခေါ်နေတဲ့သွားကြီးခွက်ဝင်သွားမယ်နော် 没事那老来有家， တော်ပြီအဲ့တော့ကျိုးပြောမယ်နော်မနိဆန္ဒရွေးတဲ့လူကကြီးကြီးပြူပြူနဲ့လက်ဆက်ယူရပါမယ် အာခင်ဗျာလည်းဒါကြီးတော့လည်းမယူနိုင်ပါဘူးဗျာ မရှူနိုင်ဘူးလို့ပြောနေတာနော် အေးဟုတ်ပြီနောက်တစ်ခါဒီမနိဆန္ဒရွေးတဲ့အခါကျမှမယူနိုင်ဘူးညင်းတဲ့လူဒီညညရင်ပဲဒီတပွဲသာညကြီးတပြားမှမရှင်းပါဘူး ဟာခင်ဗျာဘာမှလည်းမခံဘူးဗျာ 你看没么大个了，你把不出安那看到该上吗？ ပေါ့ပေါ့ညကြီးမရှင်းဘူးဆိုလေ ဒါလေးနဲ့ညက်ကြည့်မယ်နားတယ်ပြောတဲ့လူကိုညကြီးမရှင်းဘူးဒါပဲနော်အဲ့ဒါနားတော့လား နဘဘူးနားလည်းပြောကြည့်လေပြောရင်ညကြီးမရှင်းဘူး ညကြီးမြောက်ဟာနားတော့လားညကောင်းမွေးကောင်းညလည်းညကောင်းမွေးကောင်းเนี่ยตะเบียงก้องอ่ะตะเบียงไม่เอา ဒါလည်းကြီး เนี่ยตะเบียงก้องကတောက်တော့လုံးညရပါတော့ညမရရတယ်ညမရ နားရင်နားလည်းပြောနော် တပည့်တဲ့နှခွင်းညတယ်ဟာနားလား နဘဘူး 妈妈，你要我变第一看呢，你看都是我们的咯。 ငါမနဲ့မလာနဲ့နေပါတော့နေစိတ်ကြရွေလို့ ဒီနည်းနဲ့စမ်းလို့မရဘူးနောက်တစ်နည်းပြောင်းစမ်း ဘယ်လဲတော့ နေကမင်းမသားဆိုတာအလားပါသိကြတယ် အေးလေ အလားပါကြိတ်တော့နေကိုမိတ်ကလာလာလေးပြအောင်ဖန်တီးပေးတဲ့သူနေကဘုရားဘတ်ပြရွေးမှန်း အာအဲ့ဒါဆိုရင်တော့ကြံစစ်တာအကိုလိုက်တော့ ဘာလဲတော့ ရန်ကုန်ခေတ်စားဝတ်စီမှာ3နှစ် မိတ်ကပညာသင်လာတာလား ဖင်ခန်းလာတာ ကျုပ်ခန်းလာတယ်လို့ပါ 他， ဗျာ 你看他们那个哪里呢？ သိတယ်လေ 你嘞？ အာ 他面孔没溜溜，大怎么讲的呀？ ဒါမြတ်ကုံမွေးလေးတွေသဘောမကျနဲ့ဒါမိသွားကြီးကြောက်နေတာ 他， နီးရေ 他， နီးရေဟဲ့တခေါမဒီဘက်ကိုလက်ညလန်းလေးမိတ်
ရှင်ကျမကမျိုးကြီးသားရဲ့ဖိတ်ခေါ်နေရရှင်ဘယ်ရနဲ့မျိုးကြီးသား ဒါလေးနဲ့ပိုက်ရောက်ခဲ့ဘူးမျိုးဒီမှာရန်ကုန်သားလေးကျွန်တော်ပါဒီရမြန်ကြီးစီလို့တာဂစ်တာလေးနဲ့လိုက်ခဲ့တာကံကောင်းမျိုးရဲ့တနေရဂစ်တာတီးတဲ့ကောင်းလေးချူသိရတနေရအင်္ဂါငယ်လို့နေမှာဘတ်တော်ဆောင်ကလေးပြတာသူလာပေးလို့ရှိရတာစကားပြောတော့ဝင်ပေးပါဒီလက်ခက်တဲ့ကောင်မလေးလူစင်တချင်းချစ်ကစရာသဘောသားလေးကောင်းရတာညောင်မျိုးကအပြတ်မှမတော်ကားနဲ့ကြုံလာတာတောင်မောင်မြေကပြန်တော့ပါဒီဘူးပြင်းပြင်းနေမှာပြန်မလာတော့ဒီတခါခင်တတ်ပြီးတဲ့ကောင်းလေးတော့ဒီကွာချန်ကုန်သားလေးကျွန်တော်မအိမ်မက်ပြည့်စုံတဲ့ကိတတ်လာအောင်တော့ကျွန်မကလုံးကမပြီးနဲ့ရှစ်စားလေဘက်စားမင်္ဂလာတက်အောင်တော့တောင်းချင်ပြီးတဲ့ဘာဝစုကလေးငါပြန်ဆုံးကုန်လို့ဆန်တွင်းလိုက်ချင်တဲ့နှုတ်တော့ဆုံးမစားတဲ့ကြောင်းလာပြီးတော့တော့တော့ချင်တဲ့ချူချူချင်တဲ့လူကူကိုက်တဲ့ကူဒီကွာဘာနဲ့မှရှင်းလိုက်ကြဘယ်မှာချင်ရပြီးတော့ဘာဝချာမညမဘဝရဲ့နေပါတော့ငါတင်တာပါမန္တလာမြေရောင်းလာနေရနဲ့ချက်သွားနေတာညနေကတော့ပတ်သက်တော့မယားကြီးကအပြန်မှာဒီတခါတော့ဒီကမှာစီလေးညမီးလေယာဉ်မြင့်တဲ့စီကြီးတာဝယ်မင်းတော့ပြန်ကြီးပြန်မတောင်းဝန်တကောင်းနေတာဒီစီရဲ့ရောက်တဲ့ခါငယ်ချင်းများနဲ့တွေ့ရမိမလာချင်လို့ခေါ်ပဲကွာဒီလိုမျိုးကနေရတယ်တောင်းဝန်ကပြန်တော့ပါရန်ကုန်မြို့ကိုရောက်တဲ့ခါဒီတော့သွားလို့ကြာနေတာမမီကလည်းမကြည့်ပါကျုံးတဲ့တုံးမဝင်နေတာဒီကခေါင်းနဲ့လိုက်ပါမချစ်ဘူးလားပဲမမီယာဒီတာတီးတဲ့ကောင်းလေးဟာလို့ဒီမင်းနေကြောင်းရလားစက်မကူပါနဲ့ပြပါလေစုတောင်းနေတာကျွန်တော်မရှိတော့ဘာမှရေးကောတူကျူပြပါတဲ့ချစ်တဲ့တော့ကျွန်တော်ပုစုကျူလာချက်ပါတဲ့မမတဲ့မမေအေးကွာငါတော့မနာမကွန်းနေပြီအဲ့တော့ရန်ကုန်သားတွေမှသိသွားအောင်သိတော့ခေါ်ပြောလေးနဲ့တတ်တည်သူโอเคပြောင်းသေးရဲ့ပြောင်းသေးရဲ့အဲ့တော့မင်းကဘလူးခေရမင်းသေးရဲ့မင်းကဘလူးမင်းစိုးမင်းကထွေးမင်းစနချိုးမင်းကဖို့ရပြောင်းသေးရဲ့ဒါကြီးကဘာကြီးရောဒါကြီးကရဘာဆွဲချိုးကြီးနေကွာရနင်ကိုပေချောင်းကျန်နေတယ်မှန်တယ်ပေချောင်းကျန်တယ်လားအဲ့တော့ရန်ကုန်သားတွေမှသိပါအောင်အဲ့ဒါပြောလိုက်ခေတ္တထောင်းမယ်မလိုက်တာဟာတည်ဘာလဲကွာခေတ္တလေးကဘာလို့သေးသွားလဲတည်သေးတာအထင်မသိနဲ့တက်ဆောင်ပြီးလို့ရတယ်ဟုတ်တယ်အဲ့တော့ငါတစ်ချက်တော့စမ်းဆိုကြည့်လိုက်စမ်းဆိုဟိုတစ်ချင်းဆိုကျဲတဲ့ချင်းဆိုအမေလကစီမီယန်တကဒူဒဒဒဒူဒဒမိကဒါရတူရနဲ့တန်တာနဲ့နှစ်တန်တဲ့ပါဘာတွေပြောရမလမင်းညောအဲ့ဒါဘာတွေပြောနေတာလဲမင်းနိုင်ရမလမင်းညောငါနားကိုမလဲဘူးဆိုမဲ့တို့ချင်းဆိုမဲ့တို့ခင်းချင်းနဲ့ကောင်းတဲ့ချင်းလေးဆိုမဲ့တဲ့ပါချင်းဆိုတို့ဘာရပါလဲမင်းဆိုတဲ့ငါဆိုကပုံမိုက်တယ်ပြောငါဆိုကပုံမိုက်တယ်ပြောငါဆိုတဲ့မင်းဆိုကပုံမိုက်တယ်အဲ့တော့မင်းဆိုငါကြိုက်တယ်ပြောမင်းဆိုတဲ့ငါဆိုကသွားခေါ်တယ်ဟိုငါဆိုကသွားခေါ်တယ်ဘုတော့အချစ်ရဲ့လို့ငါတို့ကမြင်ယုံမြင်တာမင်းတို့ကတမကြီးရကျဲလိုက်ပါဦးရောအဲ့လောက်မှဖြစ်နေဟိုတချင်းအောင်ပြောသားကွာဗါလေမင်းနဲ့ငါနဲ့ရည်ရဖြစ်ရင်ပါလေပြင်မလဲတွေးကြည့်ကွာမင်းကငါကနားလေးပြီးမင်းစိတ်ဆိုးမလားမင်းကငါကနာမင်းစိတ်ဆိုးမလားစာကဝနာတော့မင်းကငါကနာဟာတော့နာပြောမသိဘူးတဲ့မှတ်ထားပြီမရအဲ့ဒီနာဆိုတာရပြောပြလိုက်နာဘောကွာလူပန်းမော်ကြီးနှုံးငါပြောကြတော့ရည်စရာပါအာငါ
ဘာတော့ကန်အဲ့ဒီငါတော့ okay အစပါလေအစအပြီးပိုင်ပြတ်ထားတယ်ပြောတယ် နောက်ဆုံးဖို့ကြိုးစားရဟုတ်ပြီရ okay နောက်ဆုံးဖို့ဟုတ်နောက်ဆုံးဖို့ဟုတ်ပြီမင်းနဲ့မပြောတော့မိချော ရှင် နင်တို့ကန္နာယာရွာကြီးနင်ဖိတ်ခေါ်လို့ဟာဒီမှာမြို့ကြီးသားတွေရောက်လာတာတနည်းကြောင့်အတော်သီးခံနေတာဒီကောင်လေး လူကြီးသားတွေ ဟုတ်တယ် ဓမ္မလုံး အဲ့ဒီမရဘူး တော့ပြတယ်ပုံစံကြည့်တယ်ကွာမြင်တယ်စနေလေးကြည့်လိုက်ပဲသိတယ်လေ ဟုတ် တဲ့မြင်လား မြင်နေလေ မြင်လားဟိုဘက်ကတ်သွားလိုက်ဒီဘက်ကတ်သွားလိုက် ဟာတော့ ဆွဲချိုးလေးရတော့ကြာကလေးတွေရေခဲချောင်းချောင်းနဲ့မှတ်ပြီးလာဝယ်စားနေမယ်နော်ရန်ကုန်သားတွေပဲဒါ ဒီလိုမြန်လို့ ရန်ကုန်သားရေပေါ့ ဟုတ်တယ် အဲ့ဆိုမိချတော့ခေါင်းမေးကြတယ် မေးလာပါမယ် အဲ့ဆိုရန်ကုန်သားရေဆိုတော့လေမြို့နဲ့တွေပါရောက်မှာပေါ့ မြမပြည်နဲ့လက်မနဲ့ခီးသွားနေတဲ့ကောင်တွေပတ်ဆက်ပေါ်တယ်ရှောက်သွားတာအင်းလေးပေါ်မှာဆိုဟုတ်တယ်ပေါ်မှာ အဲ့ဆိုရှမ်းပြည်နယ်ရောက်ဘူးလား ဟိုတနေ့မှပြန်လာတာ အဲ့ဆိုရှမ်းပြည်နယ်တောင်ပိုင်းမြို့ဆိုဘလို့ခေါ်อ่ะ မီချိုလေးအားလိုက်တာ မသိလို့မေးတာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့မြို့တော်ကဆိုမှတော့တောင်ကြီးပေါ့ကန်တရာသူလေးအားလိုက်တာကွာ ရိုးသားတာကွာဟေးကောင် အဲ့ဆိုရှမ်းပြည်နယ်မြောက်ပိုင်းမြို့ကြတယ်ဘလို့ခေါ်တော့ မီချို ရှင် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့မြို့တော်ကတောင်ကြီးဆိုမှတော့ တောင်ကြီးနေ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ကမြောက်ကြီးပေါ့မချိုရဲ့မီချိုလေးအားလေကွာ မိချောအားတော့မဟုတ်တခေါနေအားနေ ဘုံကြီးတယ် မင်းကတော့ဟိုကြီးချမ်းသာတယ်စောက်ဆိုင်နေတာဘာလဲလာပဲမလား 18 မိချိုက18 ဟုတ် တို့အသက်က33အသက်ကြီးကဘာလို့အဲ့လိုကြီးကွာနေတာလဲ ငယ်သေးတဲ့ချစ်ဟာမစက်ပါဦးမပြောဘူးနော်ခလီလီရဲ့ နာဘူးချင်းပြီးအသက်ကြီးလားကွာနေတာအေး အရွယ်ရင်ကအရင်ကလည်းနော်ဖြစ်နိုင်မှာမလားဦးငယ်ခလီရဲ့ မဖြစ်နိုင်ပါဘူးတခေါ်ကြီးရဲ့ခင်မျိုးမေးနန္နာတို့ဘာစကားလေးပြောချင်လို့ဘာရတဲ့ဒီပီတီရှိတဲ့ဟိုရှိရှိကတမကမာလီချိုးရဲ့ပါတီကြီးပြောလာတယ်ခွဲကြည့်တဲ့ကခင်ကိုမောင်းချစ်တယ်ခင်ကိုကတော့ချစ်တယ် ကတုံးနေသူမချစ်ပါတကောင်းကြည့်တယ်သူမချစ်ပါ ကိုနေမကမှုလားအကျဉ်းနာစကားလေးတွေကိုပါကယူစတူ
တဲ့မှာလား မင်းလေးကိုကွယ်အရင်ကြီးသားတဲ့ပုံပြီးချစ်ပါရဲ့ 对，你也跑你地方那个得注意家的呗。你讲， ရှင် 得要听到我不都要到玩一下那个表达的钱呢？ ဟုတ် 哎，老弟来了，都要听，我你妈得要这个约， โอเค 我都约嘛了约，约。 ငါညမလေးလွတ်လွတ်လပ်လပ်ရွေးလို့ရနော်ငါရွေးချင်ရွေး သူတို့နေရ သူတို့ညောက်ပဲချင်းပဲ ရွေးချင်ရွေး ရွေးလိုက်ပါတတ်တတ်စင်းနဲ့သွားမဆိုငါရင်ခန်းတော့အဲ့တော့ဥချလိုက်ပါလားငါ့ကို 哎呦，你啊，我家都压的压毛 အဲ့ 毛 ဒါမ 的， သိခင်လေးဘဟုတုဒ္ဒဆုံးတော့ 到底讲么多嘞？讲嘛哩？ ရှင် တခုတော့ရှိတယ်နော်။နေအိမ်တော်ပြုမယ်ဆိုပါစို့ဘလို့ပုံစံမျိုးအိမ်တော်ပြုမယ်လို့ရည်ရွယ်ထားတော့စဉ်းစားထားတော့ မိချွာရိုးတဲ့အားရတဲ့လေးတွေသဘောကျတယ် ငါစောက်ခွေးလည်းဘလို့တုတ်တယ်ကန်ပတ်တော့ပိတ်ရောတော့တုတ်ကြတော့ရိုးတဲ့လူကျူမှာဆိုတာမပြန်ဘူးလူကြုံမဆောင်အောင်ပါညောင်းအောင်မပြန်ဘူး ။အောင်မမဲဘောလုံးသမားနဲ့လူကြမဆောင်ပါပေါ့။အဲ့ဒါဆိုငါလည်းချဲသမားများလို့ပဲ။တို့ခလေးများရအောင်လားတဲ့။ကမေးချာ ရှင် နေကတစ်ဖက်ပုံစံကြည့်ပြီးတော့ရိုးတယ်ဆိုပြီးတော့မထင်နဲ့စကားပြောမှများစကားတွေကဇာတိတဲ့လူတယောက်ကြောင့်ပေါင်းကြည့်မှသိအဲ့တော့မယူခင်လေးမှာကိုယ့်ကိုအင်တာဗျူးကြည့်ရိုးမရိုးစမ်းကြည့် တေချာကြည့်ပြီးအင်တာဗျူးကြည့်လိုက်ဟုတ် နည်းနည်းကျွေးရင်းနေတာ ဒီမှာရှင်ရဲတောက်ချက် ဟမ်အရက်ဆိုတာဘလူဟာကြီးလေ ရိုးတာအရက်ကိုမသိရှာဘူးလား ရှင်ဘိန်းနေပါလေရှူတဲ့ ဟမ်ဘိန်းဆိုတာကားတွေရောက်ကမဲမဲအခွန်ကြီးပြောတာလားယင် ဘယ်လည်းမသိဘူးရိုးတာ ဟုတ်တယ်မင်းနှစ်ခုကတင်ထားတဲ့ဟာကြီးမျိုးတဲ့ ရှင်ဖေးရရင်ရိတ်တယ် ဟမ်ဖဲဆိုတာမုံလားချွေလားယင်အပြစ်လာတော့ အာရှင်ကရိုးတာအားမဟုတ်ရှင်ကနှုံတာထိုင်းတာထူတာရှင်လို့နော်အတတာမယူ ဟာနေရက်ငါပြီးမရိုက်နေတာ ဘာလို့လဲ ငါกินပြတ်တော့အနေခတ်တယ်ဟာ ဒီမပြောင်းမြန်90ချဲလေးယူလေလို့ပြောတယ်ဗျာ မင်းချေကြီးကမကောက်ဘူးဖြူချောက်ချောက်ကြီးနေဟာ နေဟုတ်ကောင်းပါလေ ရှင် နေရိုးတယ်ကြိတ်တယ်ပြောပြီးခုကျတော့မကြိတ်ပြန်ဘူး မကြိုက်တော့ အဲ့ဒါဆိုရင်ဘယ်လိုပုံစံမှကြိတ်ပါ မိချွာစမ်းတဲ့သူကြိုက်တယ် စမ်းတယ်လူကြိုက်တာလာကြရဲ့ဂျမန်ကရုံးလက်ကြီးနဲ့လာတာ ငါအလဲကိုကြောက် နေပါတော့စမ်းပြနေတာကဲညီမလေး ရှင် စမ်းနေတယ်ဆွမ်းနာလူပဲစမ်းမစမ်းမေးကြည့် အင်တာဗျူးကြိုက်အဲ့ဒီရှင်ရဲတောက်ချက် လဲ ဟာငါပဲလည်းအမ်းချပါဦးမယ် ဘာလဲဆိုတော့ဘယ်ကမှတောက်ဆုံးတယ်လို့ကိုယ်မတန်နဲ့ကိုတောက်တယ်ကွာမိုးချတဲ့အိမ်ပြန်တော့ခါကြမှာတုံလုံးညက်ပြန်တာငါပဲမင်းရတာခါကြတဲ့သုံးလုံးညက်တယ်ပြောတာငါမြင်တာတော့ခါကြတဲ့မှာနှလုံးမမြင်တလုံးကသူများတော့မှကြောက်လို့ကွာ ဟိုစမ်းလို့လေ ရှင်ဘိန်းနေပါလေရှူချက် သမင်းစားလို့စားဟာတခါတလေပြင်းရင်တီးတော့လို့စားပြီ စမ်းလိုက်လားကရုံးရ ရှင်ဖဲနေပါလေရိုက်တယ် အိမ်တိုင်းမှာချွတ်ရိုက်ဟာတနေ့တော့မှအမိတ်ငကကလေးပေါင်းရတာခုတစ်ချိန်ပြန်မချွေရသေးဘူးဟာအဲ့ဒါဘာလို့တာ ရှင်ကစမ်းလို့နေတာရှုပ်ရင်ကျမလူမွေးလူတော်ပြောင်းအောင်အဲ့ရှင်မြူ ခေါင်းတော့ပြောင်းလို့ရပါတယ်အဲ့ဒါ လူမွေးလူတော့ပြောမှာမို့ခင်ထားလိုက်ဦးညီမလေးမနေ့ကငါ့ကိုကောင်းချောက်လာပြီနေမပြောတာလေရိုးတဲ့လူကြိုက်တယ်ခုမကြိုက်ဘူး ကြိုက်ကြိုက် စမ်းတဲ့လူကြိုက်တယ်ခုမကြိုက်ဘူးနေဘာဖြစ် တလက်ကလို့ချောင်းဟန် တလိဒီနေရာကျမှလာကတ် တလက်ကတာပြတ်ချင်တဲ့ချင်းကတ်မပေါ့တလက်ကတာပဲနဲ့ရှောက်တာလေးတင်းမှကတ်နေအောင် ညီမလေး ရှင် ကပြောတော့နေဘလို့ပုံတော်မအိမ်တော်ပြုမှာ မိချွာမယုံမဆန်းလေးသဘောကျ ဒါရဲ့ ဘုမဆန်း ဟုတ်ပါမယုံမဆန်းလေး အော်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  မင်းကဘာဖြစ်လဲ မယုံမဆန်းလေးဖြစ်ကြောင်တတ်တယ်ပြချင်တော့ကြိုက်တယ်လို့မေးအင်တာဗျူးမယ် ကြိုက်တယ်လို့မေးတယ်ညီမလေးမေးလိုက်စမ်း အဲ့ဒါလိုက်အရက်တောက်ချက် ။အော်သမင်းစားကောင်းတော့တစ်ခွက်နှစ်ခွက်တော့ချပါလေ မယူမဆန်းဆိုတော့ထမင်းစားကောင်းလို့တဲ့ ဘေးနေပါလေရှူချက် ။အရင်ကဘိုင်းအောင်တော့ကြက်တုံပြိုးနဲ့တခါစားဘူးတဲ့။ ရှင်ဖဲနေပါလေရိုက်တယ်မှာပေါ့ အခါတလေပြင်းရင်တော့ကလေးတွေနဲ့တော့90ဘတ်တော့ဘူးကြီးတွဲပါလေ။အောင်းအောင်းအောင်း ရှင်ကမယုံမဆန်းမဘူးရှင်ကတောင်မတင်ရေမကြဟိုမတင်ဒီမတင်မလို့ရှင်လည်းမယုံတော့ဘူးဘယ်သူမှမယုံတော့ နော်
တယောက်မှတော့ရွေးမပေါဘူးဗျမသားမကြီး ဟဲ့ဘာလို့အလုပ်ဆဲတာ ဟာ နင်းလည်းဆောက်တာကျခလေးလေးဆိုကွာ ကြိုက်မလားလို့ခလေးလေးလို့ပြောတာလေမကြိုက်ပါဘူးလေဆိုတော့မသားမကြီးပေါ့အားတော့လေး မင်းအလုပ်မပြောပါနဲ့မင်းပြိတ္တရှိမလို့ပါမင်းအဲ့ဒီကလေးမမင်းရရင်ဒီမှာလာပြီဝါရှိရတယ်ရှိသေးတယ်ကဲပုံမလေးလေးပြောကလေးမရရင်ဒီမှာလာပြော လူချင်တာဟုတ်ပါတယ်မင်းဘိုက်တယ်ဘာလို့ဒီလိုတော့ အကျင့်ပါနေပဲ ဟုတ်ပြီဆိုတော့စမ်းတယ်ဆိုတဲ့ကောင်ကြိတ်လာပြောရမို့လာခဲ့ပေါ့ ရောကြိုက်ပါတယ်လို့ခမောရော ကြောက်မပြေနေပြီပါလေကွာကြည့်ရတယ် အေးရဘာကောင်းဆိုလာတာဟုတ်ပြီကဲကိုနီမကောင်းဘူးလားဆိုတဲ့တွင်းလေးဆိုဝင်သားတဲ့ကောင်လေးဝတ်သူရှိပြီးတော့သူလမ်းနေရသေးတယ်နေရောကြိတ်လာပြော ကြိုက်လာပြီလေအမေမှုတ်ပြန် ကျုပ်ကလည်းထမင်းလို့ကိုစားပြချင်တာ ကြိုက်တာ 3ယောက်လုံးကြိတ်လာသေးရလားကြိတ်တော့ တယ်လို့ရှင်နေ 3ယောက်လုံးကြိတ်တယ်ဆိုရင်တော့ဝါကန်တယ် ဘာမှလည်းမဆိုင်ဘူး ဘာမှမဆိုင် မဆိုင်ဘူးမပြောနဲ့မင်းတို့ကငါ့ကိုသဘောကျအောင်လုပ်ပေးရင်အဲ့ဒီကလေးမနဲ့ငါမင်းတို့ပေးသားမယ် ဘယ်လိုကြီးအာမခံနေရတော့ ဟောဘယ်လိုအမခါမှာတော့အဲ့ဒီကကလေးမငါပြီးရင်ပြီးတယ် ဟမ် ဟမ် အဲ့ဒီကလေးမလေးကငါပြီးရင်ပြီးတယ်လို့ အညာဘီဘီတိုင်းဆိုတော့ဘူးကျွန်တော်အောင်ရ အဲ့ဒါလေမင်းတို့ဘာလို့တွေးနေတာ ပြန်ကလေးမလေးတော့တနာပါတယ်မင်းပြီးရင်ပြီးတယ်ဆိုတော့ ဘာလို့ပြောနေတာ ဟာလဲ ငါပြောတာကလေးမငါစကားနားထောင်လေဟုတ်လားငါကယူဆိုရင် तू ကယူမှာ ငါအလုံးကပြောလေဟော तू ကချီတာတပည့်တော့လည်းတော့ကဘူး တော်ရကတော့တိုးတိုးယူတယ် ကဲဟုတ်ပြီကြိုက်တယ်ဆိုရင်3ယောက်လုံးဝါခဲ့လိုက်ကြရမတူတူလေးရတော့ပြိတ္တာကျွန်တော်ပေးသားမယ်လို့ရှာလိုက် စိတ်ချမ်းသာကြရမယ်နော်ဟဲ့